ပဲမင်္ဂလာပါဒီနေ့တော့ပုံမှန်ပြောနေကြပုံစံမျိုးမဟုတ်ဘဲနဲ့ပေါ့နော်တနိုင်မျိုးတွေမဟုတ်ဘဲနဲ့အီဂျစ်အကြောင်းကိုပြပြမယ်အခုဒီနေ့ပြောမှာကကြတော့အီဂျစ်ပြည်ဖြစ်ပေါ်လာပုံနဲ့အီဂျစ်လူမျိုးတွေရဲ့ဒီနောက်ဘဝအပေါ်ယုံကြည်မှုအကြောင်းကိုပြပြပေးမယ်အဲ့တော့စလိုက်ကြစို့နော်အီဂျစ်နိုင်ငံဆိုတာကကမ္ဘာပေါ်မှာအစောဦးဆုံးပေါ့နော်အစောဆုံးဒီယဉ်ကျေးမှုထွန်းကားခဲ့တဲ့နိုင်ငံတွေကတနိုင်ငံဖြစ်တယ်တဲ့အဲ့တော့သူဒီအီဂျစ်နိုင်ငံကြီးဖြစ်ပေါ်လာဖို့ဆိုတာကပေါ့နော်နိုင်မီရဲ့အခန်းကဏ္ဍကလည်းအရေးပါတယ်ဘာလို့လဲဆိုလို့ရှိရင်အီဂျစ်ဆိုတာကအရင်တော့ဆိုလို့ရှိရင်နိုင်မီရဲ့လက်ဆောင်ဆိုပြီးတော့တင်စားခေါ်ဝေါ်ကြတယ်တဲ့ဘာလို့အမျိုးတင်စားခေါ်ဝေါ်တာလဲဆိုလို့ရှိရင်တကယ်တော့အီဂျစ်ဆိုတာကမိုးခေါင်ရေရှာတဲ့ဒေတာပြီးသွားပြီဆိုလို့ရှိရင်တဲကန္နာရတွေကန္နာရများတဲ့ဒေတာပေါ့နော်အဲ့ဒီဒေတာမှာတကယ်ဆိုလို့ရှိရင်ဘာလို့စိုက်ပျိုးရေးလုပ်လို့ရခဲ့တာလဲဘာလို့စိုက်ပျိုးရေးထွန်းကားတာလဲဘာလို့လဲဆိုလို့ရှိရင်ဒီနိုင်မြစ်ကရတယ်ပေါ့နော်နိုင်မြစ်ရေကရတဲ့နှုံးမြစ်တွေရဲ့ကျေးဇူးကြောင့်လည်းတို့ကစိုက်ပျိုးရေးလုပ်လို့ရခဲ့တယ်ပြီးသွားပြီဆိုလို့ရှိရင်နိုင်မြစ်ရဲ့ရေကြီးမှုရေကျမှုပေါ့နော်ရေတက်မှုရေကျမှုပေါ်မူတည်ပြီးတော့လူဦးရေတိုးပွားလာတာနဲ့အမျှသူတို့တွေကမျိုးပြတွေထူထောင်လာနိုင်ခဲ့ကြတယ်တဲ့အရင်တော့ဆိုလို့ရှိရင်ဒီအီဂျစ်ကအထက်အီဂျစ်နဲ့အောက်အီဂျစ်ဆိုပြီးတော့နှစ်ခုရှိတယ်ဒေသနှစ်ခုရှိရပေါ့နော်BC 3100ခန့်မှာအထက်အီဂျစ်ဘရင်မင်းနက်စ်ကနေပြီးတော့အောက်အီဂျစ်ကိုအောင်နိုင်သွားပြီးတော့သူ့လက်ထက်မှာဒီဒေသနှစ်ခုကိုတနိုင်ငံနဲ့သူကတသားတည်းဖြစ်အောင်ပေါင်းစည်းပြီးတော့အီဂျစ်တိုင်းပြည်ကိုထူထောင်ခဲ့တယ်တဲ့အဲ့ဒီအချိန်ကစပြီးတော့ဒီအီဂျစ်မှာရှိတဲ့ဒီအုပ်ချုပ်ရေးကပေါ့နော်အမျိုးနတ်ဖျားတွေလိုမျိုးဩဇာအာဏာရှိတဲ့ဖာရိုဘရင်တွေရဲ့လက်အောက်မှာတည်ရှိတဲ့အဲ့ဒီခေတ်တုန်းကဆိုလို့ရှိရင်ဖာရိုဘရင်ဆိုတာကတဲ့ဒီနိုင်ငံရေးရောဘာသာရေးရောနှစ်ခုလုံးကိုအုပ်ချုပ်တဲ့ဘရင်ပေါ့နော်အဲ့တော့နိုင်ငံရေးတည်ငြိမ်လာတဲ့အချိန်မှာတဲ့ဒီလိုမျိုးဒီ pyramid တွေပေါ့နော်ကြီးမားတဲ့ pyramid တွေတည်ဆောက်လာကြတယ်အဲ့ဒီ pyramid ဆိုတာက pharaoh ဘုရင်ရဲ့ဂူဗိမာန်တွေဖြစ်ပြီးတော့ဒီအီဂျစ်လူမျိုးတွေရဲ့ပေါ့နော်စနစ်တကျလှုပ်ဆောင်နိုင်မှုစွမ်းအားတွေစွမ်းရည်တွေပြီးတော့ဆိုနောက်ဘဝအပေါ်ယုံကြည်မှုတွေကိုရည်ညွှန်းနေတဲ့ဒီအီဂျစ်ကိုအရင်တော့ဆိုလို့ရှိရင်အပိုင်း၃ပိုင်းခွဲခြားထားတယ်အီဂျစ်ခေတ်ကိုပေါ့နော်အပိုင်း၃ပိုင်းခွဲထားတယ်ပထမဦးဆုံးတော့ခေတ်ဦးပိုင်းကကြတော့ဒီ pyramid တွေတည်ဆောက်တဲ့ခေတ်ကိုခေတ်ဦးပိုင်းလို့ခေါ်တယ်ဒုတိယခေတ်ကကြတော့ဒီစာပေနဲ့အနုပညာတွေထွန်းကားလာတဲ့ခေတ်ပေါ့နော်နောက်တတိယခေတ်ကကြတော့ခေတ်နှောင်းပိုင်းအင်ပါယာခေတ်ဆိုတာကဒီအီဂျစ်နယ်မြေတွေချဲ့ထွင်လာပြီးတော့ဒီစစ်ရေးအင်အားတောင့်တင်းလာတဲ့ခေတ်ကိုပြောတာပြောမယ်ဆိုလို့ရှိရင်ဒီတူတန်ခါမန်ဘုရင်တို့ဘာလို့လက်ထပ်ပေါ့နော်ဒါကကြတော့ဒီအီဂျစ်တိုင်းပြည်အကြောင်းပြီးသွားပြီအဲ့တော့ Egyptian တွေပေါ့နော် Egypt လူမျိုးတွေရဲ့ဒီနောက်ဘဝအပေါ်ယုံကြည်မှုအကြောင်းကိုပြောပြမယ် Egypt လူမျိုးတွေယုံကြည်တာကကြတော့တဲ့လူရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဝိညာဉ်ကတဲ့အစိတ်ပိုင်းတွေအများကြီးနဲ့ဖွဲ့စည်းထားတာတဲ့အဲ့တော့ဒီအစိတ်ပိုင်းတွေအကြောင်းကိုပြောပြမယ်ပထမတစ်ခုကကြတော့ကာဆိုတာကကြတော့ဒီလူသားရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အသက်ဝိညာဉ်အသက်စွမ်းအင်ပေါ့နော်အဲ့လိုမျိုးလူတယောက်ဆုံးပါသွားပြီကွယ်လွန်သွားပြီဆိုလို့ရှိရင်ဒီကာကဒီခန္ဓာကိုယ်လူသားရဲ့ခန္ဓာကိုယ်တွေကနေထွက်သွားတယ်တဲ့နောက်တစ်ခုကကြတော့ဘာကကြတော့ဒီလူရဲ့ပင်ကိုဇယိုက်ပေါ့နော်ဇယိုက်အရေးအသွေးကိုပြောတာအဲ့တော့ဒီကာနဲ့ဘာနဲ့ကသူတို့ယုံကြည်တာပေါ့နော်ဒီကာနဲ့ဘာနဲ့ကခန္ဓာကိုယ်တွေကနေဆုံးပါသွားတဲ့အချိန်မှာထွက်သွားတယ်ပြီးသွားပြီဆိုလို့ရှိရင်သူတို့ခက်ခဲတဲ့အခက်အခဲတွေဒီဖြတ်ကျော်လာရတယ်ဒီပေါ့နော်ဖြတ်ကျော်လာရတယ်လမ်းခရီးအနေရရှိတဲ့လမ်းခရီးတမလွန်ဘဝနဲ့သူတို့သွားလာရတယ်ပြီးသွားတဲ့အချိန်မှာအစင်ဖြတ်ကျော်ပြီးသွားတဲ့နောက်မှာဒီကာနဲ့ဘာနဲ့ကသူတို့ရဲ့လက်ရှိခန္ဓာကိုယ်ရဲ့ဆုံးပါသွားတဲ့ခန္ဓာကိုယ်တွေကိုသူတို့ပြန်ဝင်သွားတယ်ပြန်ဝင်သွားပြီးအချိန်မှာတော့သူတို့ထာဝရရှင်သန်ခြင်းဘဝကိုသူတို့ရရှိတယ်ဆိုပြီးယုံကြည်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီလိုမျိုးကာနဲ့ဘာနဲ့ဒီခန္ဓာကိုယ်တွေကိုပြန်ဝင်လို့ရှိရင်သူတို့ရဲ့ခန္ဓာကိုယ်ကအကောင်းပကတိတိုင်းဖြစ်နေရမှာဖြစ်မယ်အဲ့လိုမျိုးဖြစ်နေစေဖို့အတွက်ဒီခန္ဓာကိုယ်မပြတ်စီးဖို့အတွက်သူတို့မြေမြုပ်တဲ့အခါမျိုးမှာဒီမပုံမတိုးအောင်မြေမြုပ်တဲ့နည်းပညာဖြစ်တဲ့ mummification နည်းပညာနဲ့မြေမြုပ်ကြတယ်မြေမြုပ်တဲ့အချိန်မှာအဲ့လိုမျိုး mummification နည်းပညာနဲ့မြေမြုပ်ထားတဲ့ရုပ်အလောင်းတွေကို mummy တွေဆိုပြီးခေါ်ကြတာပေါ့နောက်တစ်ခုကကြတော့ဒီလိုမျိုးသူတို့ဆုံးပါသွားပြီးတဲ့အချိန်မှာဘလို့အခက်အခဲတွေဘလို့စီရင်ချက်တွေနဲ့သူတို့ကြုံတွေ့ရလဲဆိုလို့ရှိရင်ဒီဆုံးပါသွားတဲ့လူရဲ့နှလုံးသားကိုနတ်ဖျားအာနုဘစ်ကယူဆောင်သွားပြီးတဲ့အချိန်မှာတရားမျှတမှုနတ်ဖျားမှာဖြစ်တဲ့မတ်ရဲ့ပေါ့နော်မတ်ရဲ့ဒီမျိုးဥပစာစကားဖြစ်တဲ့ဒီတရားမျှတမှုငှက်မွေးပေါ့နော်ငှက်မွေးနဲ့ချိန်ဝင်တစ်ခုတွေမှာသူကချိန်ကြတယ်ချိန်တဲ့အချိန်မှာအကယ်၍ဒီငှက်မွေးထက်ဒီလူရဲ့နှလုံးသားကဆုံးပါသွားတဲ့လူရဲ့နှလုံးသားကပေါ်နေခဲ့မယ်ဆိုရင်ဒီလူကကောင်းမှုများတဲ့လူမကောင်းမှုနေတဲ့လူအဲ့ဒီလူကကြတော့အာရူလို့ခေါ်တဲ့သူရဲ့အီဂျစ်လူမျိုးတွေယုံကြည်ရဲ့ပေါ့နော်နိဗ္ဗာန်ပေါ့နော်အီဂျစ်လူမျိုးတွေရဲ့နိဗ္ဗာန်ကိုရောက်ပြီးတော့ထာဝရဘဝကိုပိုင်းဆိုင်တယ်နောက်တစ်ခုကကြတော့ဒီ
ဒီနှလုံးသားကငှက်မွေးထက်ပိုပေါ့နေခဲ့မယ်ဆိုလို့ရှိရင်တော့ဒီလူကမကောင်းမှုများတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့ admit လို့ခေါ်တဲ့ဘလူးကဒီနှလုံးသားကိုစားလိုက်တဲ့အချိန်အားစပြီးဒီလူကနောင်ဘဝကိုလည်းမရရှိနိုင်တော့ဒီလူရဲ့ဝိညာဉ်ကလည်းပေါ့နော်ထာဝရပျက်စီးခြင်းကိုရောက်ရှိသွားတယ်တဲ့ပြောမှဆိုပျက်ကွယ်သွားတယ်ပေါ့ပျက်စီးပျက်ကွယ်သွားတယ်အဲ့တော့ဒုတိယတစ်ခုကကြတော့နောက်တစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ဒီသူတို့မှာ dead of the book ဆိုပြီးရှိတယ်တိတ်ဆုံးသူတွေရဲ့ကျမ်းစာပေါ့နော်အဲ့ကျမ်းစာကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီလိုမျိုးသူတို့ဆုံးပါသွားပြီးဆိုလို့ရှိရင်သူတို့အရန်အနေနဲ့များတဲ့ကလန်ခရီးကိုသွားမှာဖြစ်တဲ့အတွက်ကြောင့်ပြောမယ်ဆိုလို့ရှိရင်လမ်းခရီးလမ်းမှတ်အောင်လို့လမ်းညွှန်ပြသမှုတွေလိုတယ်ပေါ့နော်အဲ့ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်ဒီပြောတဲ့ book of the dead ထဲမှာဆိုလို့ရှိရင်ဒီစုတောင်းစာတွေကျမ်းစာတွေပြောပြီးဆိုလို့ရှိရင်လမ်းမှန်ရအောင်လမ်းညွှန်ချက်တွေပါဝင်တယ်အဲ့လိုမျိုးသူတို့ဆုံးပါသွားတဲ့အချိန်မှာသူတို့ကိုမြုပ်နှံလိုက်တဲ့အခါမှာတဲ့ဒီ book of the dead ကိုလည်းတခါတည်းမြုပ်နှံပေးလိုက်ရတယ်အဲ့လိုမျိုးမြုပ်နှံပေးလိုက်တဲ့အခါမှာသူတို့ကတမလွန်သွားတဲ့လမ်းမှာအခက်အခဲမှမရှိပဲဒီ book of the dead ကလမ်းညွန်ပြသပေးရပေါ့နော်လမ်းမရအောင်လမ်းညွန်ပြသပေးရအဲ့လိုမျိုးသူတို့ယုံကြည်ရနောက်တစ်ခုကကြောက်သူတို့တွေကဒီတမလွန်မှလည်းသူတို့အခုလက်ရှိဘဝလိုမျိုးပဲအစာအသောက်တွေပြီးသွားပြီဆိုလို့ရှိရင်ဒီအဝတ်အစားအသုံးအဆောင်ရွှေငွေကြောက်တံပဒံများပေါ့နော်အဲ့လိုပစ္စည်းတွေလိုတယ်ဆိုပြီးသူတို့ယုံကြည်ရနောက်ဘဝမှာသုံးဆွဲဖို့ပေါ့အဲ့ဒီအတွက်ကြောင့်သူတို့မြုပ်တဲ့ခါကြလို့ရှိရင်ပေါ့နော်သူတို့ကိုမြုပ်တဲ့ခါကြလို့ရှိရင်အဲ့လိုမျိုးအသုံးဆောင်ပစ္စည်းလေးထည့်ပေးတတ်တယ်ဒီဖာရိုဘရင်တွေရဲ့ကိုဘိမ့်ပန်တွေမှာဆိုလို့ရှိရင်ပိုတိတာတယ်ဒီရွှေငွေကြောက်တံပဒံများတွေလက်ဝတ်လက်စားတွေအစာအသောက်ကောင်းနေပြီးသွားပြီဆိုလို့ရှိရင်အဲ့ဖာရိုဘရင်တွေမှာဆိုလို့ရှိရင်ဒီမျိုးအစေခံရုပ်ထုငယ်လေးတွေပေါ့နော်အစေခံရုပ်ထုငယ်လေးတွေကိုတော့မှတခါတည်းမြုပ်နှံပေးလိုက်ကြတယ်တဲ့နောက်တစ်ခုကကြတော့ Osiris ကကြတော့ပြောရမယ်ဆိုလို့ရှိရင် Osiris ဆိုတာကဒီဆုံးပါသွားသူတို့ရဲ့နတ်ဖျားပေါ့နော်ဒီလိုမျိုးဆုံးပါသွားတဲ့ကွယ်လွန်သွားတဲ့လူတွေရဲ့နတ်ဖျားပြီဆိုလို့ရှိရင်သူကဒီတမလွန်ဘဝကိုအုပ်ဆိုးရှင်ပေါ့နော်ဘာလို့အဲ့လိုမျိုးဖြစ်တာလဲဆိုလို့ရှိရင် Osiris ဆိုတာကတိတ်ဆုံးခြင်းတရားကိုအောင်နိုင်ပြီးတော့ပြန်လဲရှင်သန်ထမြောက်လာတဲ့နတ်ဖျားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ Osiris စီမှာနောက်ဘဝရအောင်လို့ပေါ့နော်ထာဝရအသက်ရှိရဲ့နောက်ဘဝရအောင်လို့ဆုတောင်းမယ်ဆိုလို့ရှိရင်ဆုတောင်းပြည့်ရဲဆိုပြီးတော့အီဂျစ်လူမျိုးတွေကယုံကြည်တဲ့အတွက်ကြောင့်မို့ Osiris စီမှာလည်းဒီလိုမျိုးသူတို့ဆုံးပါသွားခဲ့တဲ့ခါကျရင်သူတို့ကိုကောင်းမွန်တဲ့နောက်ဘဝပေးပါဆိုပြီးတော့အဲ့လိုမျိုးဆုတောင်းကြပါတယ်တဲ့အဲ့တော့ဒီနေ့ပြပြပေးသွားတာကကြတော့ဒီအီဂျစ်ပြည်ကြီးဖြစ်ပေါ်လာပုံနောက်ပြီးအီဂျစ်ခေတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီအီဂျစ်လူမျိုးတွေကဆုံးပါသွားပြီးနောက်တမလွန်ဘဝအပေါ်ယုံကြည်မှုအကြောင်းကိုပြပြတာနောက်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ pyramid တွေတိဆောက်လာပုံနဲ့ပြီးသွားပြီဆိုလို့ရှိရင်ဒီ pyramid တွေနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတွေအကြောင်းကိုပြပြပေးမယ်နော် channel လေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင် follow and subscribe လုပ်ပေးကြပါအောင်ရှင်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်နော်လာ